Mr. Bean ကိုတိကြတယ်မလားကျွန်တော်တို့ငယ်ငယ်တုန်းကသူ့ရဲ့စကားမပြောဘဲနဲ့အမူအရာတွေနဲ့ပဲတရုပ်ဆောင်တာကိုအရန်ကြိုက်ပြီးတော့အရန်ရီခဲ့ရတာပေါ့ငယ်ငယ်တုန်းကတော့ဒီတိုင်းကြည့်ပြီးတော့ရီစရာရှိတာရီလိုက်တာပဲပေါ့အခုကတော့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့ပြန်ကြည့်ပါမယ်ဒါကြောင့်ကျွန်တော်နဲ့အတူတူဒီ Mr. Bean ရဲ့အပိုင်းတွေထဲမှာစေပညာနဲ့ပတ်သက်တဲ့အပိုင်းတွေကိုအတူတူကြည့်ရင်းရီရင်းနဲ့ဘုသူတလည်းရအောင်လို့ reaction လုပ်လိုက်ရအောင်နော်Yes. We need you urgently in OR3. I can do. I'll do a number 4 at 1. Sir, it's urgent. We have a ruptured kidney and massive bleeding. အဲ့တော့ rupture kidney ဆိုတာတော့ဒါကြောက်ကက်ကွဲထွက်တာပေါ့နော်အများအပြားကတော့ဒီ injury ပေါ့ထိမိခိုင်းမိလို့ဒီကြောက်ကက်ကွဲထွက်ရတာများတယ်ပေါ့နော်အခုဒါအရေးပေါ်ခွဲစိတ်ဖို့လိုတယ်လို့ပြောနေတာဆက်ကြည့်လိုက်ရအောင် step တော့ပြုတ်ကြပါပြီ Last, Dr. Bean. Hello, doctor. We've got a 45-year-old male with type B medical brought in by paramedics 10 minutes ago. He's got a penetrating injury. Yes. ကြည့်ရတာ Mr. Bean လည်းကျွန်တော်လိုပဲထင်တယ်တခုဆိုရင်ပြောရမှာအားနာနေတာပေါ့အခုကသူ့ကိုဆရာဝန်နဲ့မှားပြီးတော့ဝစ်ပြီးတော့ခေါ်သွားတာပေါ့နော်ဒါကတော့ရည်စရာရိုက်ထားတာနော်ပုံမှန်အဖြစ်ဆိုရင်ကျွန်တော်တို့ဒီခွဲကန်းနဲ့မဝင်ခင်ဒီ scratch တွေပါတွေကိုတခါတည်းဝစ်ထားရတယ်cap ဆောင်းထားရတယ် mask တက်ရတယ်ပြီးရင်တော့လက်ဆေးရတယ်ပေါ့နော်ဆေးပြီးတော့လက်ကိုဒီလိုမျိုးမြှောက်ပြီးတော့ခွဲကန်းတွေကိုဝင်လာရတယ်ပေါ့နော်ဝင်လာပြီးတော့မှကျွန်တော်တို့ဒီ surgical gown အင်ကြီးကိုလက်လေးရှို့ပြီးတော့တေချာဖြစ်ဖြစ်ချင်းဝေးရတယ်ဝစ်ပြီးတော့မှကျွန်တော်တို့လက်အိတ်ဝေးရတယ်ဒီလိုမျိုးတဆင့်ညင်သွားရတာပေါ့အဓိကကတော့ဒီ contamination မဖြစ်အောင်ပေါ့နော်ဆိုလိုတာကဒီယောဂပိုးမွှားတွေနဲ့မထိမြောင်ဒီလို step by step တေချာလုပ်ရတယ်အခုလိုမျိုးခွဲရတော့မယ်ဆိုပြီးတော့ချက်ချင်းကောက်ဆိုပြီးဝင်သွားလို့တော့မရဘူးပေါ့နော်ကဲဆက်ကြည့်လိုက်အောင် Get him in right now. It looks like a bullet. Doctor, he's coming too. Alright, give the T70. Got it? အသိလားမသိ Shall I extend the incision, sir? Lean. ဟိုဘက်မှာ emergency ရှိနေလို့သူတို့ပြန်လာခဲ့မယ်တဲ့ကြည်ထားပါဆိုပြီးပြောတာပေါ့ဘာလို့မသိchocolate ကျွန်တော်လည်းကြိုက်တယ်အဲ့ဒါမျိုးလေးတွေအပေါ်ကဘူးလေးနဲ့လာတာလေးတိတိလေးပေါ့သူ့လောက်တော့မကြည့်ဘူးအထဲဝင်မှာကြည်စံကြီးအခုနပြောတာဒီကြည်စံကြောင်းဒီ kidney ကြောက်ကက်ထိသွားဆိုပြန်ထည့်လိုက်တေးပါပြီလူနာတော့ပြန်စားအောင်ဝင်နေတယ်တွေးထွက်လွန်နေပြီတဲ့ဘာမှမမြင်ရဘူးတဲ့တွေးထွက်လုံးဝခုနကဟိုကောင်ပြေးလိုက်တာဟုတ်ပြောင်းပြန်ဖြစ်နေတယ်ဒါပုံမှန်ဆိုရင်ဒီနှလုံးကကြတော့ဘယ်ဘက်ခြမ်းကိုနှလုံးထိပ်လေးရလိုမျိုးလေးနည်းနည်းလေးစောင်းတာပေါ့နော်ပြောင်းပြန်ဖြစ်တော့မွေးနေတာခွဲရနေပါ Come on, you boys, crashing on us. Sir, we're losing him. I gotta get in there now. Doctor, you can't just... It's too dangerous. Already stabilizing. Blood pressure's climbing fast. ပြချင်တာတော့ तू ကခုနကဒီအကြီးစားတစ်ခါကင်ထုတ်ထားဘူးတော့နေရာတိနေတော့ तू ကတိပြီးတော့ဒီတိုင်းနိုင်ထုတ်လိုက်ပြီးတော့ဒါခွဲစိတ်မှုအောင်မြင်သွားတယ်ပေါ့နော်ဟာတာအနေနဲ့ရိုက်ထားဆိုတော့တကယ်ကတော့ကြီးစားကကြောက်ကက်ကိုပါထိခိုက်ပြီးတော့ဝင်လာတယ်ဆိုတော့ဒီတိုင်းလေးပဲကြီးစားကဘိုက်ထဲမှာဝင်နေတာမဟုတ်ဘူးတခြား
သွေးကြောတွေနောက်တခြားကိုယ်ရင်ကအစိပ်ပိုင်းတွေကိုလည်းဒါထိခိုက်နိုင်တယ်ပေါ့အကြီးစံကိုဒီတိုင်းပဲထုတ်လိုက်လို့ပြီးမသွားဘူးပေါ့အဲ့တော့ဒီသွေးကြောတွေပေါက်နေတာရှိရင်ဒါတွေကိုပြန်ပြီးတော့ချုပ်ရမယ်သွေးထွက်မလုံအောင်ထိန်းရမယ်ဒီကြီးစံထုတ်လိုက်ရုံနဲ့တော့အခုလိုမျိုးဒီလိုမျိုးမစ္စတာဘင်းလိုမျိုးလိုကြည်စံလေးနှိုက်ထုတ်ပြီးတော့ပြီးသွားရင်ဘယ်လောက်ကောင်းမလဲပေါ့နော်ဒါကတော့သူကတော့ဟာသားအနေနဲ့ရိုက်ထားတာပေါ့နောက်တစ်ခါခေါ်ပါမယ် We shouldn't be just coma, but more like a deep sleep. သူနဲ့သိတယ်တဲ့။ရင်းတော့ကြည့်ဦးတယ်မမှတ်မိတော့ Wakey, breakfast ready. 3 မိနစ်နဲ့လူနာကိုနှိုးတဲ့နီးပါတော့ကြည့်ထားဦးမနှက်စာရပြီအဲ့လိုနှိုးပါလူနာသူလောက်တာနေ Clearly forced hand. no no ဒါ defibrillator လို့ခေါ်တာပါเนาะကျွန်တော်တို့ဒီနှလုံးကို short ရိုက်တဲ့ set ပေါ့ဘာမှသုံးတာလဲဆိုရင်သူကဒီကဒီနှလုံးစီးချက်မမှန်တဲ့တချို့စီးချက်မမှန်ပဲနဲ့ pass ခုံလုံးမရှိတော့တာတတိမရတော့တဲ့အခါမျိုးတွေမှာဆိုရင်ဒါနှလုံးကိုပြန်ပြီးတော့စီးချက်မှန်အောင်ပေါ့เนาะနှလုံးကိုပုံမှန်တိုင်းပြန်ခုံအောင်ဒါ short ရိုက်လိုက်တဲ့ set ပေါ့เนาะဒီလိုမျိုး set တွေကကြတော့ဒါပုံမှန်လူတွေမှာသုံးလို့မရဘူးသုံးရင်အန္တရာယ်ရှိတယ်အခုခေတ်ဒီ public မှာသုံးဖို့လုပ်ထားတဲ့ AED လို့ခေါ်တဲ့ set တွေကကြတော့ပုံမှန်လူတွေမှာသုံးရင်လည်းအန္တရာယ်မရှိအောင်လုပ်ထားတယ်ပေါ့အခု Mr. Bean သုံးနေတဲ့ set မျိုးကကြတော့ဒါပုံမှန်လူမှာသုံးရင်အန္တရာယ်ရှိတယ်ပုံမှန်လူကို short ရိုက်သလိုဖြစ်သွားမှာပေါ့သတိလစ်ပြီးတော့အသက်အန္တရာယ်ရှိသွားတာမျိုးထိပါဖြစ်နိုင်တယ်ပေါ့နော်အဲဒါကြောင့်သတိထားဒီလိုမျိုးသုံးလို့မရဘူးဒါပါဝါမဖွင့်ထားလို့တော်သွားတာပါဝါဖွင့်ထားမွေးနေတာပေါ့ No. လူနာနိုးသွား ကဲဒီနေ့ကတော့ဒီလောက်ပါပဲအခုကျွန်တော် react လုပ်တာလေးကိုကြည့်ပြီးတော့ကျမ်းမာရေးဘူးတုတာလည်းနင်းအချင်းလောက်တော့ရသွားမယ်လို့မျှော်လင့်ပါတယ်ကြည့်လို့ကောင်းတယ်ဆိုရင်ဗီဒီယိုလေးကို like and share လုပ်ပြီးသွားကြဖို့လည်းမမေ့နဲ့เนาะနောက်ထပ်လည်းဒီလိုမျိုး Mr. Bean အပိုင်းမဲ့ဖြစ်ဖြစ်ဒါမှမဟုတ်တခြားရုပ်ရှင်ကားတစ်ခုခုပဲဖြစ်ဖြစ်ကျွန်တော် reaction လုပ်စေချင်တဲ့ရုပ်ရှင်ကားမျိုးရှိတယ်ဆိုရင် comment မှာမှတ်ပေးသွားလို့ရတယ်เนาะနောက်ထပ် reaction video တွေတင်တဲ့အခါမလွတ်သွားရအောင်လည်းကျွန်တော်ကို subscribe လုပ်ထားကြအောင်เนาะအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ် video တွေမှာကျွန်တော်နဲ့ပြန်တွေ့ရမယ်